အင်္ဂလိပ်စကားပြောတိုးတက်ချင်မဖြစ်မနေလေ့လာရတဲ့မှာ speaking pattern တွေလည်းပါတယ်เนาะ speaking pattern ဆိုတာစကားပြောတဲ့ pattern တွေကိုပြောတာပါ okay ဒီနေ့ဒီ share က I really bab လိုက်တဲ့ဒီ speaking pattern ကိုအခုသင်ပြပေးပါမယ်Okay, really ဆိုတာပါလေ ready ဆိုတာရှာရှာပါပါနော်ပေါ့နော်ရှာရှာပါပါကိုလုံးလေးလုံးထားမရှိတဲ့ဟာတော်တော်ကြာလောက်မှတစ်ခါလောက်လုပ်ဖြစ်တဲ့အခါအဲ့လိုမျိုးခါတွေပြောချင်တဲ့အခါကျရင်ဒီ speaking pattern နဲ့သုံးလို့ရတယ်ငါရှာရှာပါပါလောက်မှအဲ့လိုမျိုးပေါ့လုပ်ဖြစ်တယ်ကြီးဖြစ်တာပေါ့အဲ့လိုမျိုးပုံစံမျိုးနဲ့ပြောတဲ့အခါကျရင်သုံးပါတယ် verb ကအနောက်မှာ verb 0ပေါ့နော် base form ပဲလိုက်ကပါမယ် base form ဆိုတာဗာလဲဒီရှေ့ဗီဒီယိုတွေမှာရှင်းပြထားပါတယ်เนาะ okay for example number 1ပေါ့နော်ငါညဘက်အပြင်ထွက်တာရှားတယ်ပေါ့အဲ့လိုမျိုးကကိုယ့်ရဲ့လှုပ်ထားမရှိဘူးရှာပပလှုပ်တဲ့ခါရဆိုရင်ဒီ really နဲ့ပြောရပါတယ် okay for example number 1 I really go out at night I really go out at night ညဘက်ငါအပြင်ထွက်တာရှားတယ်အပြင်သိမထွက်ဘူးပေါ့နော်အဲ့လိုမျိုးပြောချင်တဲ့ခါကျရင်ကိုလှုပ်ထားမရှိတဲ့အရာရှာပပမှတစ်ခါလောက်လုပ်ဖြစ်တဲ့အရာအဲ့လိုမျိုးအရာတွေပြောချင်တဲ့ခါကျရင်ဒီ speaking pattern ကအရင်အသုံးဝင်ပါတယ်Okay, example number 2ပေါ့နော်ငါအလုပ်ပြတ်တာရှားတယ်ပေါ့အလုပ်ပြတ်တဲ့အတွက်ဒီမှာ buff ကို miss နဲ့သုံးမယ်နော် I really miss work I really miss work ငါအလုပ်ပြတ်တာရှားတယ်ငါအလုပ်သိမပြတ်တတ်ဘူးပေါ့အလုပ်ပြတ်တာပေါ့အဲ့လိုမျိုးရှားတယ်ဆိုတဲ့အဓိပ္ပာယ်ပါ Okay, for example ပေါ့နော်ငါ game မကစားတတ်ဘူးကစားတော့ကစားတယ်ဒါပေမဲ့ရှာပပမှကစားတာပေါ့အဲ့လိုမျိုးကျွန်တော် really နဲ့ပြောမယ်နော် I really plays games I really plays games ငါgame ကစားတာရှားတယ်ပေါ့ကစားတော့ကစားတယ်ဒါပေမဲ့တော်တော်ကြာမှတစ်ခါလောက်ကစားတယ်ပေါ့ဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးရှိတယ်ဆိုလို့ရှိရင် comment မှာဖြည့်သွားခဲ့ပေးပါ Okay follow မလုပ်ရသေးတဲ့လူတွေလည်း follow ပေးပါအောင်เนาะ bye bye thank you for watching